အိမ်ရောက်ငွေချေရတယ်အိမ်ရောက်ငွေချေရတယ်ရိုင်းနဲ့နင်ဂျာပန်ရောက်တဲ့မြို့တိုင်းအိမ်ရောက်ငွေချေရတယ်နော်ကိုမတို့နော်တခါတည်းဖြည့်ပေးလိုက်ပြီမမင်းစီမှာကြားဖလန်ကွက်လေးတွေပစ္စည်းလေးထပ်ဝင်တယ်စိုက်ကတော့2စိုက်လာတယ်အိမ်ဆယ်စိုက်နဲ့သွေးဆယ်စိုက်ပြီးဆိုပြီးတော့စိုက်လေးကတော့2စိုက်လာတယ်ကိုလိုချင်တဲ့စိုက်ကို9နဲ့3ကနေစပြီးတော့မာယူလို့ရတယ်ဒါလေးကတော့အိမ်ဆယ်စိုက်ပေါ့နော်ပေါင်ချိန်120လောက်ကနေ140လောက်ထိတော်မယ်ဒါမျိုးအိမ်ဆယ်စိုက်မှာဆိုရင်လည်းမင်းတို့9နဲ့3မှာဆိုကာလာစုံလေးစီထားပေးတယ်ဈေးနှုန်းလေးက9200ကျပ်9နဲ့3ကနေစပြီးတော့မာယူလို့ရတယ်ပြီးတော့သွေးဆယ်စိုက်ကဲနောက်တစ်စိုက်ရကြတော့သွေးဆယ်စိုက်ပေါ့နော်သွေးဆယ်စိုက်ကိုလည်းဒါမျိုးကာလာစုံလေးထည့်ထားပေးတယ်ပေါ့နော်သွေးဆယ်စိုက်ဆိုရင်ပေါင်ချိန်နဲ့ပြောမယ်ဆိုရင်ပေါင်ချိန်က140လောက်ကနေပြီးတော့လေ160လောက်ထိတော်မယ်160လောက်ထိပဲဝတ်ပေါ့နော်ဒီမှာဒါမျိုးလေးပါဖလန်အသားနဲ့ရမယ်နော်အသားအရန်အေးတယ်ဖလန်ကွက်လေးပါဒုဝါကြတော့သွေးဆယ်စိုက်ဆိုရင်9600ကျပ်ပေါ့နော်ကိုလိုချင်တဲ့ site ကိုအိတ်ဆယ်ပဲယူသွေးဆယ်ပဲယူ9တဲ့3ကနေစပြီးတော့မှာယူလို့ရတယ်9တဲ့3မှာဆိုရင်မင်းတို့ဒါမျိုးကလာအယောင်စုံလေးထည့်ပေးပါတယ်ပေါ့နော်အိမ်ရောက်ငွေချင်လဲရတယ်မင်းတို့ဆိုင်မှာလဲလာဝယ်လို့ရပါတယ်ရှင်ဒါလေးကတော့ဖလန်ကွက်ပေါ့နော်အပေါ်ထက်လေးတွေလဲလုတ်ပြီးတော့ဝတ်ကြရပေါ့နော်ဒါပစ္စည်းလေးထည့်ဝင်ထားပါပြီဒီမှာနော်ကလာဆိုရင်ဒါမျိုးအစုံလေးတွေပါတာပါရှင်ကျေးဇူးပါ